မိတ်ဆွေ Formula 1မှာလူနှစ်ယောက်ရဲ့နာမည်ကိုပြောလိုက်လို့ရှိရင် fan တွေကအငင်းပွားတတ်ကြပါတယ်။ဒီနှစ်ယောက်နာမည်ကတော့ Lewis Hamilton နဲ့ Max Verstappen တို့ဖြစ်ပါတယ်။တစ်ယောက်က record အများဆုံး champion အများဆုံး F1 legend တစ်ယောက်။တစ်ယောက်ကကြတော့မကြောက်ဘူးမနာဘူးအမြန်ဆုံး monster တစ်ယောက်။ဒီပြိုင်ပွဲနှစ်ယောက်ကပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူး။ဒီ F1 era တစ်ခုလုံးကိုပြောင်းလဲခဲ့တာပါ။အားလုံးပဲမင်္ဂလာပါ။ F1 ကို YouTube တူ channel ကနေပြန်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်လို့ရှိရင်ဘာကြောင့်ဒီနှစ်ယောက်ကို F1 သမိုင်းထဲမှာအကျန်းဆုံးပြိုင်ဘက်လို့ခေါ်တာလဲဆိုတာကိုနားလည်သွားပါလိမ့်မယ်။ Lewis Hamilton the legend Lewis Hamilton က 7-time world champion သူ့ရဲ့ driving skill က clean နဲ့ smart ဖြစ်တယ် pressure အောက်မှာအမှားအနည်းဆုံးလုပ်ပေးနိုင်တယ်ပြိုင်ပွဲအဆုံးပိုင်းမှာတည်ငြိမ်တယ်အတွေ့အကြုံတွေနဲ့အနိုင်ယူတတ်တဲ့သူတစ်ယောက်ပါ Max Verstappen ကကြတော့ the monster လို့ခေါ်ပါတယ် Max Verstappen ကငယ်တယ် aggressive ဖြစ်တယ်အကြောက်တရားနည်းတယ်သူ့ရဲ့ style ကပြိုင်ဘက်ကိုအရန်ဖိတယ် space လုံးဝမပေးဘူးအခွင့်အရေးတွေကိုလက်လွတ်မခံဘူးသူလုပ်နေကြအတိုင်းဖြစ်တဲ့ overseeder late braking all in driving ကသူ့ရဲ့သဘာဝပါပဲ Lewis Hamilton ရဲ့ driving style က smooth ဖြစ်တယ် precise တိကျတယ် tire management ကောင်းတယ် long term strategy နဲ့အသုံးချတယ် Verstappen ကကြတော့ raw speed နဲ့သွားတယ် attack move နဲ့သွားတယ် pressure တွေကိုချက်ချင်းပေးနိုင်တယ်ဒီ style ကွာခြားချက်တွေကြောင့်ပြိုင်ပွဲတိုင်းမှာ drama ဖြစ်တတ်ပါတယ်2021 F1 season တုန်းကဒီပြိုင်ဘက်နှစ်ယောက်ကအထွတ်ထိပ်ပါပဲပြိုင်ပွဲတိုင်းလွန်လို့ contact ဖြစ်တယ် penalty ထိခံရတယ်အငင်းပွားမှုတွေဖြစ်ကြတယ် Silverstone crash Monza collapsing Brazil comeback fan တွေတော်များမျက်စိမကျနိုင်တဲ့ season တစ်ခုဖြစ်ခဲ့ပါတယ် Abu Dhabi history change season final ပြိုင်ပွဲဖြစ်ပြီးတော့ point လဲတူတယ် champion ဆုံးဖြတ်ရမယ့်ပြိုင်ပွဲလဲဖြစ်တယ်နောက်ဆုံးလက်မှာ drama တွေ safety car တွေထွက်လာခဲ့ပြီးတော့ Max Verstappen က champion ရခဲ့ပြီးတော့ Lewis Hamilton ကအိမ်မက်တွေပျက်စီးခဲ့ပါတယ်ဒီ moment က F1 သမိုင်းထဲမှာအငင်းပွားလို့အကောင်းဆုံး moment တစ်ခုပါပဲဒီလိုပြိုင်တာက track ပေါ်မှာပဲလားမဟုတ်ပါဘူးဒီလိုပြိုင်ဆိုင်ခြင်းဟာ team principal တွေ media တွေ fan base တွေအားလုံးပေါင်းပြီးတော့ပြိုင်ဘက်တွေက track အပြင်ပထိပါပောက်ကွဲတတ်ပါတယ်ဒါပေမဲ့ personal hate မဟုတ်ပါဘူးဒါကရှင်ပြိုင်ခြင်းရဲ့စွမ်းအင်လို့ပြောလို့ရပါတယ်ဒါဆိုရင်သူတို့နှစ်ယောက်ရဲ့ era တွေကိုကြည့်လိုက်အောင် Lewis Hamilton က old era ရဲ့အဆုံး experience တွေရှိတယ်လုံးဝပြည့်စုံတယ် Verstappen ကကြတော့ new era ရဲ့အစ aggressive ဖြစ်တယ် speed ကအရန်ကောင်းတယ်ဒီပြိုင်ဘက်နှစ်ယောက်က F1 ရဲ့ generation ကိုချိန်သွားစေပါတယ်ဒါဆိုရင်ဘယ်သူကပိုကောင်းတာလဲ Lewis Hamilton ပိုကောင်းတာလား Max Verstappen ပိုကောင်းတာလားဒီမေးခွန်းကအမြဲတမ်းညှင်းခုန်နေရတဲ့မေးခွန်းတစ်ခုပါ Lewis Hamilton က record တွေကိုချိုးဖောက်နိုင်တယ် legacy တွေကိုထိန်းထားနိုင်တယ် Verstappen ကကြတော့ peak performance တွေထွက်တယ်အဖြေကတော့ fan တွေပေါ်မှာပဲမူတည်ပါတယ်ဒီနှစ်ယောက်ကိုကြိုက်တယ်ဆိုရင်တော့ရဲ့ comment မှာဘသူ့ကိုကြိုက်တယ်ဆိုတာကိုဘာကြောင့်ကြိုက်တယ်ဆိုတာကိုရေးသွားလို့ရပါတယ်အားလုံးကျေးဇူးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်